နောက်တစ်ခါမတွေ့နိုင်တော့တာသိကြတယ်ဘယ်လိုဖြစ်ဖြစ်တို့ချစ်ခဲ့တာပဲလမ်းတွဲမရောက်ခင်ကိုချိန်လေးမှာပဲနေထားခဲ့တယ်နောက်တစ်ခါမင်းကိုတွေ့ချင်နေပေမဲ့ဘယ်လိုဖြစ်ဖြစ်မပြေးရမှာပဲအမှန်တ